ထောပတ်ဒီဝယ်တဲ့အခါဒါလေးတွေတည်ထားဖို့လိုတယ်နော်ထောပတ်ဒီကမှမျိုးဝယ်တတ်ရှင်ရင်ဒီဗီဒီယိုလေးကိုကြည့်လိုက်ပါထောပတ်ဒီဝယ်လာပြီးမှအထက်ကအမဲဆက်တွေနဲ့ပုတ်နေတာလို့ကြုံမှုကြလားဒါဆိုရင်တော့ထောပတ်ဒီရွေးနေမနေလို့ပါပဲဒီနေ့ဗီဒီယိုမှာထောပတ်ဒီမဲ့ကိုအမားပြမရှိဘယ်လိုရွေးချယ်မလဲဆိုတာပြောပြပေးတော့ပါပဲနော်လူအများစုလုံးလေးရှိတာကထောပတ်ဒီရဲ့ထိပ်ပိုင်းလေးကိုလက်နဲ့ဖိကြည့်တတ်ကြတာပါတကယ်လို့ထိပ်ပိုင်းလေးကအရန်နိုးနေပြီဆိုရင်အဲ့ဒါကအကြကြီးအပြင်မှာထားလို့ပုတ်နေတာဖြစ်ဖို့များပါတယ်အမမဟုတ်အထဲမှာပျော့ဖက်ကြီးဖြစ်နေနိုင်ပါတယ်တကယ်တော့ထောပတ်ဒီမဲ့ကိုအမှန်ကကျုံးစစ်စစ်နီကတော့သူ့ရဲ့ကိုယ်ရဲ့ပိုင်းကိုညှက်လာတော့ဖိကြည့်ရပါကိုယ်ရဲ့ကိုဖိကြည့်တဲ့အခါခတ်တင်းတင်းလေးနဲ့ဣသွားတဲ့ခန္ဓာချက်မျိုးကိုရတယ်ဆိုရင်တော့အဲ့ဒါကစားလို့ကောင်းကျုံးအနေထားပါပဲနောက်တစ်ခါထောပတ်ဒီဝဲရင်တိတ်ကူပဲမဖိပဲတလုံးလုံးကိုစမ်းကြည့်ဖို့မင်းနဲ့ဦးနော်တစ်အသီးရဲ့အယောင်နဲ့အသားကိုကြည့်မယ်စိတ်ဆိုပြီးမားတောင်နေတော့အသီးမျိုးကလက်ဆက်ပြီးမမဲ့သေးပါဘူးချက်ရှင်းစားဖို့အတွက်ဆိုရင်တော့အဝဲတင်သေးဘူးပေါ့စားလိုက်ရင်အရသာကဖန်ပြီးအသားကတောင်းတောင်းကြီးဖြစ်နေပါလိမ့်မယ်မျိုးမဲပြီးအသားပြုတ်နေတော့အသီးကတော့မဲ့လွန်းသွားတာပါဒါမှမဟုတ်ပုတ်တော့မယ်လို့တဲ့အသီးမျိုးပါအထက်မှာအမဲဆက်တွေဒါမှမဟုတ်အမြင့်တွေပါနေနိုင်ပါတယ်နှစ်ချက်ရှင်းစားရန်ကောင်းဆုံးအနေထားခရမ်းရောင်ရင်ဒါမှမဟုတ်နက်ဖက်တန်းနေပြီးအသားကအယောင်ပြောင်းလဲဖြစ်နေရပါမယ်လက်နဲ့အသားလေးဖိကြည့်တဲ့အခါအရန်လဲမအရန်လဲမဤပဲအနေတော့ကျုံဆက်နိုင်စမ်းရှိတဲ့အနေသားမျိုးကိုရွေးချယ်ပါအသီးရဲ့အခွန်မှာအဖူးတစ်လေးတွေညီညီညာရှိနေတာကအသားတူပြီးစိတ်နဲ့အသီးရဲ့လက္ခဏာပါသုံးရှိုးတဲ့အညာလေးဝက်ချက်အသီးရဲ့ထိတ်ကအညာလေးကိုအသားလေးဖယ်ကြည့်ပါအထက်ကအယောင်ကစိမ့်နုရောင်ဖြစ်နေရင်ဒါဟာခေါင်းလုံးမဲ့နေတဲ့အသီးပါအထက်ကအညူရောင်တန်းနေရင်တော့အမဲ့လွန်သွားပြီလို့မှတ်ယူနိုင်ပါတယ်ခင်ဗျာအမေသီးတဲ့ထောပတ်သီးကိုအမြန်မဲ့ခြင်းရင်တပြောသီးဒုမဟုတ်ပန်းတီနဲ့အတူစက်ကူးအိတ်ထဲထည့်ထားပေးနိုင်ပါတယ်ခင်ဗျာအုံတို့ကျဲလီပြုတ်လုံနေဒီနေ့တော့ line ပေါ်မှာခေစားနေတဲ့အရသာရှိပြီးရင်ရေးစီမဲ့အုံတို့ကျဲလီလေးလှုပ်ဆောင်ကြမယ်အုံဒီရဲ့အပေါ်ရန်ခုံကျူသားလေးတွေကိုအရင်လိထုတ်လိုက်ပါပြီးရင်ဓာတ်နောက်ကျော်နဲ့အုံဒီထိတ်ကိုအဝိုင်းလိုက်လေးခပ်ပြင်းပြင်းခောက်ပေးရင်အပေါ်ကအပုံးလေးအလွယ်တကူပွင့်ထွက်လာပါလိမ့်မယ်အုံရည်တွေကိုခွက်တစ်ခုနဲ့အရင်လောင်းထည့်ထားပါပြီးရင်အုံသားတွေကိုဇွန်းနဲ့ခေါ်ထုတ်လိုက်ပါဗီဒီယိုထဲမှာတော့အုံသားမှာအဆီတက်များလို့ဂျယ်လီတဲ့ပြန်မထည့်တော့ပဲတီးတန့်ဖယ်ထားတာဖြစ်ပါတယ်ပြန်ပြီးထည့်သုံးလို့လည်းရပါတယ်အုံဒီလုံးထဲမှာအုံရည်အုံနုနွားနုတကြားတို့ကိုရောတက်ပြီးမီးရေးနဲ့ချိုပေးပါအရန်ကြီးပုတ်စုအောင်ချိုစရာမလိုပဲအငွေလေးတွေထက်လာရင်ရပါပြီနီးပိတ်လိုက်ပြီးအတင်းစိန်ထားရဲ့ဂျယ်လတင်ပတ်လေးတွေကိုအိုးရဲ့ထဲကအကြီးပြောသွားအောင်တမအောင်မှွေပေးပါရလာတဲ့အုံတို့ရည်တွေကိုအုံသင်းကွန်နဲ့ပြန်လောက်ထဲလိုက်ပါပြီးရင်ပလတ်စတစ်နဲ့အုပ်ပြီးဒီကက်တရာထဲမှာ4နာရီခန့်အိမ်ခန္ဓာပေးရပါမယ်4နာရီပြည့်လို့ချယ်ဒီလေးတွေခဲသားပြီဆိုရင်တော့အပေါ်ကနေတရက်သီးဖရဲသီးစားတဲ့မိမိနဲ့တရာအသီးလေးတွေနဲ့အလားစင်ပြီးအရသာရှိရှိတုံးဆောင်နိုင်ပါပြီနေ့စဉ်ရှက်ပြုတ်နီဗီဒီယိုလေးတွေနဲ့အင်ရှင်မာလေးတွေအတွက်အသုံးဝင်မဲ့နီလန်းလေးတွေကိုကိဆက်ပေးသားမှာဖြစ်လို့ like share comment လေးနေပြီးပေလေးကို follow ခဲ့ကြပါအောင်ခင်ဗျာ